စိတ်သက်ပြန်တက်လာဖို့အကောင်းဆုံးနည်းလမ်း၄သွယ်တကယ်တော့စိတ်သက်ကြတယ်ဆိုတာတင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့လူသားအလုံးစိတ်သက်ကြတတ်ပါတယ်ကျွန်တော်လည်းစိတ်သက်ကြတတ်ပါတယ်ဒါကြောင့်တင့်မှာစိတ်သက်ကြဖို့တွေရှိနေပါတယ်အားငယ်ကြမလိုပါဘူးပတ်စံမရှိလို့ချစ်သူနဲ့အဆင်မပြေလို့မိသားစုနဲ့အဆင်မပြေလို့အလုံးမအဆင်မပြေလို့ဆောင်းဝဲကြလို့ယုံမလှလို့စသဖြင့်အမျိုးမျိုးကိုစိတ်သက်ကြနေတတ်ကြပါတယ်စိတ်သက်ကြတာဆင်းရဲချမ်းသာမရွေးပါဘူးပတ်စံချမ်းသာတဲ့သူတွေကတော့စိတ်ချမ်းသာမယ်လို့သင်ထင်ချင်းထင်မှာပေါ့တကယ်တော့သင်ထင်တယ်လို့မဟုတ်ပါဘူးဥပမာသင်ကသိမချမ်းသာတဲ့တာမန်ယုံဝန်ထမ်းတစ်ယောက်ဖြစ်ပြီးသင်မှာသင်အရင်ကြိုက်တဲ့ iPhone လေးတစ်လုံးရှိတယ်ဆိုပါစို့အဲ့ဒီ iPhone လေးကိုတက်စီပေါ်မှာမေးကြံခဲ့တယ်ဆိုရင်သင်ဘယ်လိုခံစားရမလဲခဏလောက်တွေးကြည့်လိုက်ပါ9သိန်း10သိန်းလောက်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုတွက်တောင်အဲ့လောက်စိတ်တော်ကရောက်ပြီးစိုးရင်ပူပန်နေတတ်ရင်သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရောဘယ်လိုစိတ်တွေမှာဖြစ်နေမယ်ထင်လဲသူတို့တွေကဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရက်သွားတဲ့သူတွေမရှိပါဘူးဒီထက်ပိုချမ်းသာဖို့ကြိုးစားနေတဲ့သူတွေကြီးပါပဲသူတို့မှာရှိတဲ့ချမ်းသာမှုတွေကိုမပြောက်ပြအောင်မြဲထိန်းသိမ်းနေရပါတယ်တကယ်တော့အောင်မြင်မှုဆိုတာပျော်ရွှင်မှုပါလူတွေကပျော်ရွှင်မှုရဖို့ပတ်စံကအဓိကကြတယ်လို့သတ်မှတ်လိုက်ပါတယ်အဲ့ဒီတော့ပတ်စံညီမျှခြင်းပျော်ရွှင်မှုဆိုတဲ့ညီမျှခြင်းနဲ့သူတို့ဘဝကိုပေါင်ခတ်လိုက်တယ်သူတို့အဲ့ဘောင်ထဲမှာနေထိုင်ကြတယ်ဒါပေမဲ့သူတို့ပျော်ရွှင်ခြင်းအစစ်မှန်ကိုမရရှိကြဘူးသူတို့ဘဝတွေကိုလောဘတွေနဲ့အနာတက်လိုက်တယ်သူတို့ရဲ့ညီမျှခြင်းကလောဘအပေါင်းပတ်စံညီမျှခြင်းပျော်ရွှင်မှုဖြစ်လာတယ်ကြာလာတော့ညီမျှခြင်းရဲ့တစ်ဖက်ခြမ်းကပျော်ရွှင်မှုတွေသူတို့စီမှာမရှိတော့ဘူးသူတို့စီမှာကျန်ခဲ့တာကလောဘအပေါင်းပတ်စံဖြစ်သွားတယ်သူတို့ရဲ့ဘဝတွေကဘာနဲ့တူလဲဆိုတော့ကြောက်တုံးကြီးကြီးတုံးကိုအယမ်းမတ်တဲ့တောင်ကုန်းပေါ်တွန်းတင်နေရတယ်လို့ပဲသူတို့တက်တာမြင့်လာလေအဲကြောက်တုံးနောက်ပြန်မကြအောင်အားပူဆိုင်ရလေပါပဲတချို့ကလည်းအဲ့ဒီကြောက်တုံကြီးတွန်းနေတုံးအယမ်းလှတဲ့ကြယ်လေးတွေရဲ့ပတ်ဝန်းကျင်ကငှက်ကလေးတွေရဲ့တီးဆူတန်တွေကိုခံစားမိလိုက်ကြဘူးတချို့ကလည်းမနိုင်တဲ့ကြောက်တုံမှုတလိခောက်ကိုပြုတ်ကြကြတယ်တချို့ကလည်းချွေးတန်တရေရဲတချို့ကတော့ထိတ်ဆုံရောက်သွားကြတယ်ဒါပေမဲ့နောက်ထပ်တက်ရမယ့်တောင်းတွေအများကြီးရှိမှအပေါ်ဆုံးရောက်မှသိခွင့်ရလိုက်တယ်ပိုက်ဆံနဲ့တတ်မှတ်ထားတဲ့အောင်မြင်မှုနောက်ကိုလိုက်ရင်ဘဝမှာအရေးကြီးဆုံးအရာအားလုံးကိုဆုံးရှုံးလိုက်ရတယ်ပိုက်ဆံကအရေးမကြီးဘူးလားလို့မေးရင်တော့အရေးကြီးပါတယ်ဒါပေမဲ့ပျော်ရွှင်မှုကိုပေးစွမ်းနိုင်တဲ့တစ်ခုတည်းသောအကြောင်းရင်းတော့မဟုတ်ပါဘူးသူကအစိတ်ပိုင်းတစ်ခုထက်မပိုပါဘူးတတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာပေါ့သင်ကပတ်စံတည်တာပျော်ရွှင်မှုကိုဆောင်ကျင်းပေးနိုင်တဲ့အရာလို့သတ်မှတ်ရင်တော့ပတ်စံတွေချပြီးပျော်အောင်စမ်းကြည့်နိုင်ပါတယ်ဒီလိုမှမဟုတ်ပဲပတ်စံကအရာမဟုတ်ဘူးလို့သင်ယူဆတယ်ဆိုရင်တော့အောက်ပါနီလန်၄မျိုးအတိုင်းစမ်းကြည့်စေချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ပျော်ရွှင်စွာနေထိုင်ခဲ့တဲ့နီလန်တွေလည်းဖြစ်ပါတယ်အတွေးတွေကိုပြောင်းလဲကြည့်လိုက်ပါစိတ်ကအရာပါပဲဥပမာသင်ကြုံဘူးလားသင်မှန်ထဲမှာကြည့်လိုက်တော့တစ်ခါတလေမှချောနေတတ်ပါတယ်ထိုချိန်မျိုးဆိုရင်ကိုအားရနေတတ်ပါတယ်လူစည်းသူဆွေထွက်တော့လဲယုံကြည်မှုအပြည့်နဲ့ထွက်နိုင်ပါတယ်ထိုနေ့မျိုးဆိုဘာပဲလို့အောင်မြင်တာများပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမှန်ကြည့်ပြီးကိုယ့်အပြစ်ကိုအရှာကြဆုံးလူသားမျိုးနွယ်တွေလေနှာခေါင်းမလှဘူးနှရွက်ကားတယ်မျက်လုံးကဆွေတယ်ကိုကဲ့ရဲ့ပြီးစိတ်တက်ကိုအောက်ဆုံးထိဆွဲချလိုက်ကြပါတယ်ထိုနေ့မျိုးဆိုရင်တော့စိတ်တက်တွေကျနေတတ်ပါတယ်ကိုယုံကြည်မှုကကျသွားတယ်အကျိုးဆက်အနေနဲ့တစ်နေ့လုံးကိုဘာလို့အဆင်မပြေတော့ဘူးဒီအခြေအနေကိုပြန်သုံးသပ်ကြည့်အောင်တင်းရုပ်ကဒီရုပ်ပါပဲပြောင်းသွားတာကတင်းစိတ်ပါတင်းစိတ်ကတင်းကိုအကျဉ်းချလိုက်တယ်တင်းကလည်းအကျဉ်းချခံရအောင်ကိုမရမကလိုက်ပြီးတွေးတယ်စိတ်ကအရာပါပဲအလိုလျောက်လေထဲမှာလွင့်ပြောနေတဲ့တိမ်တွေကိုလည်းဆင်ရုပ်ကြားရုပ်တွေအဖြစ်မြင်ကြည့်လိုက်လို့ရတယ်ညဘက်ခေါင်းရင်းမှာထောင်လာတဲ့ဖြားလေးကြီးကိုလည်းတရေလို့တွေးပြလိုက်လို့ရတယ်အဲ့ဒီတော့တေချာပြန်ပြီးစဉ်းစားရင်ပျော်ရွှင်မှုရဖို့ဆိုတာစိတ်ကိုပြင်ရမှာပါပတ်စံမဟုတ်ပါဘူးပတ်စံနဲ့ညီမျှခြင်းချရင်လည်းရပါတယ်ဒါပေမဲ့အဲ့လိုစဉ်းစားရင်တော့စိတ်ချမ်းသာဖို့ပတ်စံအရင်ရှာကြည့်လိုက်ပါဒီစာအုပ်ကိုဖတ်နေကြတဲ့ကတင်စိတ်တက်ပြန်တက်ချင်တဲ့သူဆိုတာသိကြပါတယ်တင်အတွေ့တွေနည်းနည်းလောက်ပြောင်းလဲကြည့်ပါတင်ရဲ့အထက်ကအတူကြီးပဲမကြည့်ပါနဲ့တင်စိတ်တက်ကြရနေဆိုရင်ဘက်စကားတွေကြားတဲ့ပြေးလွှားပြီးပန်းရောင်းနေတဲ့ကလေးတွေသူများကြောင်းစင်းဝတ်စုံတွေကိုငေးကြည့်နေရတဲ့ကလေးတွေတနေ့လုံးမှာထမင်းတက်နက်ပဲစားရတဲ့သူတွေအာဖရိကမှာ2ရက်မှတစ်ခါလောက်အစားစားခွင့်ရတဲ့ကလေးတွေကိုအားနာပါတင်မှာရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင်တော့10တန်းမှာသင်ခဲ့ရဘူးတဲ့ဟဲလန်ကယ်လာကိုအားနာပါမျက်စိလည်းမမြင်နားလည်းမကြားတဲ့ဟဲလန်တယောက်တောင်ဘဝကိုရင်ဆိုင်နိုင်ခဲ့ရင်သင်ကရောတင်းမျက်လုံးမလှဘူးထင်ရင်တစ်ခါလောက်မျက်လုံးမှိတ်ပြီးလမ်းလျှောက်ကြည့်ပါဦးမျက်စိမမြင်တဲ့သူတယောက်ဆိုရင်ရောဘယ်လိုနေမလဲသင်အရန်ကန်ကောင်းပါတယ်သင်စိတ်တက်ကြနေတဲ့အချိန်ဒီစာကိုသင်ဖတ်နိုင်ပါတယ်ဘဝရဲ့အလှပတွေကိုခံစားနိုင်ပါတယ်မနှက်ဖြန်ဆိုတာမသေးကြတဲ့အရာမို့လက်ရှိအချိန်ကိုလေးစားပါဘယ်တော့မှမကောင်းတဲ့စိတ်တက်တဲ့အရာကိုမကြည့်ပါနဲ့အဲ့ဒါဟာစိတ်တက်ကြခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါအချုပ်ခံတွေကအကျဉ်းချခံရတဲ့အကျဉ်းသား2ယောက်က
ပြတင်းပေါက်အပြင်ဘက်ကိုပြန်လို့ကြည့်လိုက်တယ်ပထမတစ်ယောက်ကပြောတယ်အပြင်မှာရေဘွက်တွေကြီးပဲစိတ်ပြတ်ဖို့ကောက်လိုက်တာတဲ့ဒုတိယတစ်ယောက်ကပြောတယ်ဒီညလှလာတယ်နော်ကြယ်တွေလဲစုံပြီးအရန်လှလိုက်တာတဲ့လူတွေရဲ့အတွေးတွေဟာသူတို့ရဲ့ပြုံးစင်မှုပါပဲတင်မပြောင်းလဲနိုင်တဲ့အရာတွေကိုအကောင်းမြင်ကြည့်ပါတင်အရင်ကတည်းကပို့ပြီးစိတ်ချမ်းသာလာတာကိုတွေ့ရပါလိမ့်မယ်နှစ်တင့်ကိုယ်တင်ချီးကျူးပါတင့်ကိုယ်တင်အမြဲအပြစ်ရှာနေတာကိုခဏလောက်ရက်ပြီးတစ်ခါလောက်ဖြစ်တင့်ကိုယ်တင်ချီးကျူးကြည့်ပါတင်ဘာပဲလှုပ်တခုခုအောင်မြင်စွာပြီးဆုံးသွားတိုင်းတင့်ကိုယ်တင်ချီးကျူးဖို့မမေ့ပါနဲ့လူတိုင်းမှာပင်ကိုအရေးချင်းရှိပါတယ်တင့်မှလည်းရှိပါတယ်တင့်မှချီးကျူးစရာတခုမှမရှိဘူးလို့တင်ထင်လို့လားချီးကျူးစရာတခုရအောင်ဖန်တီးပါဥပမာစိတ်သဘောထားကောင်းအောင်နေကြည့်ပါဒါဟာအတော်လေးချီးကျူးစရာကောင်းတဲ့အရာပါဒါမှမဟုတ်ကိုယ့်ကိုယ်နှိမ့်ချပြီးနေကြည့်ပါဒါဟာလည်းလူတိုင်းမလုပ်နိုင်တဲ့အရေးသွေးပါဒါမှမဟုတ်အချိန်လေးစားသူတယောက်ဖြစ်အောင်နေကြည့်ပါဒါကလည်းတော်တော်ချီးကျူးစရာကောင်းတဲ့အချက်ပါအဲ့ဒါတွေလို့ပတ်စံတပြားမှမလိုပါဘူးတင်လုပ်ချင်ဖို့ပဲလိုတာနောက်တစ်ချက်အရေးကြီးတာကသူများကိုလည်းချီးကျူးပါရိုးရိုးသားသားချီးကျူးတာကချီးကျူးခံရသူကိုလည်းစိတ်ချမ်းသာစေပါတယ်သုံးဘောင်ထဲမှာမနေပါနဲ့တင်းကိုတင်ဘောင်ခတ်ထားတာအရင်ဆိုးပါတယ်တခုခုကိုမလုံနိုင်ဘူးအခက်အခဲတခုကိုမကြော်ဖြတ်နိုင်ဘူးစသဖြင့်တွေးရတာအရင်လွယ်ပါတယ်ဒါပေမဲ့အဲ့ဒါလို့တွေးတာဟာဘာမှကိုအသုံးမဝင်ပါဘူးဥပမာတင်ကအင်္ဂလိပ်စာသင်တန်းတစ်ခုမှာအမြဲတမ်းရှေ့ထွက်ပြီးမပြောရဘူးဆိုပါစို့တစ်ခါလောက်ထွက်ပြောပြအောင်ထွက်ပြောပါအဲ့လိုများများလုပ်ပြီးမှတင့်ကိုယ်တင်ယုံကြည်မှုတက်လာမှာပါအကျိုးဆက်အနေနဲ့တင့်ကိုယ်တင်ချီးကျူးဖို့အရာတွေတိုးလာမှာပါတင့်ကိုယ်တင်လက်ခံပါဒီအချက်ကအရန်ကိုအရေးကြီးပါတယ်တင်အသားမဲသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဝါသည်ဖြစ်စေပိန်သည်ဖြစ်စေတင့်ကိုယ်တင်လက်မခံသေးသည်၍ဖုတ်ကွယ်ဖို့ကြိုးစားနေသည်၍တင်မလုံခြုံမှုတွေနဲ့စိတ်ဆင်းရဲနေရအောင်မှာပါပဲလောကကြီးနဲ့အသားကျဖို့ဆိုတာအရင်ဆုံးကိုလက်ခံရပါတယ်တင့်ကိုယ်တင်လက်ခံသွားရင်တင့်ရဲ့ရုပ်ရည်ဟာတတိတိတာပြောင်းလဲသွားပါလိမ့်မယ်ယုံကြည်မှုအပြည့်နဲ့အရန်ကိုကြည့်ကောင်းနေပါလိမ့်မယ်အမေရိကန်လူမဲ rapper တွေကိုတွေ့ပြီးမှာပေါ့အသားမဲရုပ်ချော်လို့လားမချော့ပါဘူးဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့ကြည့်ကောင်းပါတယ်တင့်ကိုယ်တင်ယုံကြည်မှုဟာတင့်ရဲ့ရုပ်ရည်ကိုပါအများအမြင်မှာပြောင်းလဲပြစ်နိုင်ပါတယ်ဒါကြောင့်တင့်ကိုယ်တင်လက်ခံပါယုံကြည်ပါဘောင်ထဲမှာမနေပါနဲ့ဘောင်အပြင်ထွက်ကြည့်ပါအပြင်မှာအရန်လှပါတယ်နံပါတ်4မိမိမှာရှိတာကိုတန်ဖိုးထားပါတချို့သူတွေကသူတို့မှာရှိတာကိုတန်ဖိုးမထားတတ်ကြပါဘူး iPhone လေးလိုချင်တာပဲသိတယ်ပထမဆုံးဖုန်းလေးမကိုင်နိုင်တော့ခံစားချက်ကိုမမှတ်မိကြပါဘူးမိမိအိမ်ရဲ့လုံခြုံအေးချမ်းမှုကိုခရီးထွက်နေတုန်းဒုက္ခရောက်တဲ့အချိန်မှာတန်တာတက်ကြပါတယ်အိမ်မှာနေတုန်းကတော့အဲကွန်မရှိလို့အိမ်ကအထက်မြင့်လို့စသဖြင့်ကျမ်းမာခြင်းရဲ့အကျိုးကျေးဇူးကိုနေမကောင်းမှတတိယကြပါတယ်မအီမတာနဲ့နေထိုင်မကောင်းတဲ့အချိန်မှာနေထိုင်ကောင်းတုန်းကဘယ်လိုဆိုတာကိုတတိယပါတယ်ပုံမှန်တိုင်းနေခေါင်းချိန်မှာတော့ကျမ်းမာရေးရဲ့တန်ဖိုးကိုမသိတတ်ကြပါဘူးဒါကြောင့်မိမိမှာရှိတာလေးတွေကိုတန်ဖိုးထားကြပါ